Hello ရုံစင်မြအခက်အမြင်ပြင်ရတဲ့အကြောင်းတော့တရန်ပတ်တလုံးချက်မှာပါချက်တမဲချက်တနီခရမ်းချင်းတီနန်နန်ပီရဲ့ချစ်အနေငယ်ထဲပါမယ်ဒီလိုလေးနှုတ်လေးဆင်းပြီးတော့မှခဏနေဝတ်သားနဲ့နေပါမယ်အကောင်လုံးနှုတ်ဆင်းပြီးသွားရင်ဝတ်သားလေးကိုဆေးပါမယ်အရသာအနေနဲ့စာတာမုံအတန်တဲ့စီ QC ကရောက်ကောင်မုံနို့အနေငယ်ထည့်ပါမယ်စီအနေငယ်ထည့်ထားတဲ့အိုးထဲလုံပြီးမိအတော်တင်းနေထားမှထားပြီးတော့ချက်ပါမယ်နည်းနည်းစူပတ်လာလို့ရှိရင်ရေအနေငယ်ထည့်ပါမယ်စောင့်နေတဲ့တော့တွေမှာသမီးခဏပြီးချက်လိုက်မယ်ကဲဒီလိုဝတ်တာလုံးကြော်လေးရပါပြီစကြပါအောင်